အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအောင်မင်းဒုဒီမှာကြိုဆိုလိုက်ပါတယ်18ရက်နေ့ကမနက်ကောညအောင်ထွက်တယ်ဟော18ရက်နေ့ကြောက်လေမနက်ကောညအောင်ထွက်သွားတယ်နော်သုံးစားနဲ့သူဒီမှာမြင်ရလားမသိနော်သုံးစားနဲ့သူပါသွားတွေ့လားကျွန်တော်ကနန်းနေကအနည်းဆုံးတစ်ပတ်မှာ9ကြိမ်10ကြိမ်အများဆုံး10ကြိမ်အဲ့လောက်ထိပေါက်တယ်နော်ကျွန်တော်ကနန်းနေကအများဆုံး9ကြိမ်10ကြိမ်sorry အနည်းဆုံး9ကြိမ်10ကြိမ်အများဆုံးဘယ်လောက်လဲ10ကြိမ်ထိပေါက်အဲ့တော့ကျွန်တော်ကနန်းလိုက်ထိုးတဲ့သူတွေကတော့ပေါက်ကြတာပေါ့နော်ကျွန်တော်ကတော့တဲ့ပေးတာမဟုတ်ဝမ်းကြီးနဲ့ကီချပေးမယ်ကိုကနဲ့ကိုအဆင်ပြေတာကိုထိုးဒီထဲမှာပဲပါတယ်ဒီထဲမှာပဲဖြစ်တယ်ကနန်းထွက်မပြေးဘူးထွက်ပြေးလို့မြန်ဘာလို့လဲသိလားကျွန်တော်လက်နဲ့ဖမ်းတာကဲဒါကတော့ဟာတာပြောတာပေါ့နော်19 18ဆိုအဲဒီမှာ19ရက်နေ့ဟာတာပြောတာပါကဲ19ရက်နေ့အတွက်ဝမ်းချင်းကြီးချပေးမယ်ကျွန်တော်ပြောပြီးသားကျွန်တော်စာတာပေါက်ချင်ထိုးမပေါက်ချင်မထိုးနဲ့နော်ပေါက်ချင်ထိုးမပေါက်ချင်မထိုးနဲ့ကဲ19ရက်နေ့အတွက်ဝမ်းချင်းနဲ့ကြီးချပေးမယ်ဘေးကချပေးမှာလဲအောင်မင်းဒုတိယဘေးကချပေးရလဲဆိုတော့အောင်မင်းဒုတိယချပေးတာကဲအဲ့တော့ပေါက်ချင်နေဆိုရင်ကျွန်တော်ဗီဒီယို like and subscribe လေးလုပ်ပေးပါအဲ့ဒါမှလည်းဗီဒီယိုတင်တိုင်း notification လေးပါတက်တော့ဝင်ကြည့်ဖြစ်တယ်ဝင်ကြည့်ဖြစ်တော့ရုပ်တရက်ထိုးလိုက်တဲ့ကနန်းလေးပေါက်ပါမယ်ဒါမျိုးလေးပေါ့နော်ကဲဝမ်းချင်းက9 3 1ဘာ3လဲ9 3 1ဝမ်းချင်းက9 3 1ဟုတ်ပြီနော်ဝမ်းချင်းက9 3 1ညညချက်ပြန်ကြည့်အောင်ဝမ်းချင်းက9 3 1ကီးကနှစ်တက်ခွန်ကီးရပါလေနှစ်တက်ခွန်ဝမ်းချင်းက9 3 1ကီးရနှစ်တက်ခွန်ဒါပေမဲ့ကျွန်တော်နည်းနည်းလေးတတိပေးချင်တာတော့အပူးလေးပေါ့နော်ကိုကြိုက်တဲ့အပူးလေးတော့ထိုးပေါ့နော်ကိုကြိုက်တဲ့အပူးလေးတော့ထိုးပေါ့ဝမ်းချင်းကတော့9 3 1 sorry ဝမ်းချင်းကတော့9 3 1ကီးရနှစ်တက်ခွန်အားလုံးစင်ပြကြပါစေ